ကဲဆိုတော့အရင်ဆုံးကန်အောင်ပဲအရင်မေးလိုက်မယ်နော်ရှေ့မှာအချိန်မှများစွာ Grand Final ကြီးကိုတက်ခဲ့ဘူးတယ်ဒါပေမဲ့အချိန်များစွာလွဲချော်ခဲ့ရတယ်ဆိုတော့ဒီတစ်ခေါက်မှာဒီယာကြီးကိုကြော်ဖြတ်သွားနိုင်ပြီဆိုတော့စိတ်ထဲကနေပြီးတော့ဘယ်လိုခံစားရလဲပေါ့ဘယ်လိုမှမခံစားပါဘူးကျွန်တော်အဲ့ဒါကြီးကိုခေါင်းထဲလည်းမရှိပါဘူးဗျာအဲ့လိုအတားမြစ်တစ်ခုလိုလည်းမမြင်ပါဘူးအဲ့လိုကံကောင်းပြီးရှုံးနေရတော့ဒါတော့မတက်နိုင်ဘူးပေါ့ကျွန်တော်လည်းအကောင်းဆုံးကြိုးစားခဲ့ရပဲဒါပေမဲ့အခုတော့ကျွန်တော်ကဒီကျွန်တော်ညီလေး၄ယောက်ဒီ9ယောက်အကုန်ပါဝင်ပေါ့သူတို့9ယောက်လုံးကကျွန်တော်ထဲမိခဲ့လို့ပဲမြင်တယ်နေပါသူတို့9ယောက်မရှိရင်ကျွန်တော်ဒီနေရာရောက်အောင်ပေါ့အဲ့တော့ကျေးဇူးတင်ပါတယ်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဒီပြန်ပွဲမှာဆိုလို့ရှိရင်ပေါ့နော်နီကိုပေါ့တောက်လျှောက်အဲ့လို audience တွေကနေပြီးတော့ပြောကြတယ်သမုတ်ထားဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ဒါလုံးဝ Onika sense လို့ပြောပဲဂျန်ကန်ကနေပြီးတော့ Mish ကိုပြောင်းစော့တယ်ဆိုတော့အဲ့ဒီပုံမှာပရိသတ်တွေကချစ်စလုံးနဲ့ခေါ်ကြတဲ့ပုံမှာဒီတစ်လျှောက်လုံးမှာထူးခဲ့တဲ့ပုံမှန်တွေပြနိုင်ခဲ့တယ်ပေါ့နော်ဒါတွေကဟိုနောက်ကွယ်မှာလှုပ်ဝက်ချက်တွေရှိမလားဒီလိုမျိုးပြနိုင်ဖို့အတွက်ဘယ်လိုမျိုးရည်ရွယ်ချက်တွေလှုပ်ဝက်ချက်တွေရှိမလဲပေါ့ဒါလေးသိချင်ဆန်ကို screen မှာရိုက်အဓိကဆောင်းသားလို့အခုကျွန်တော်တနေကုန်ဆော့ခဲ့တဲ့ပွဲတွေထဲမှာဆိုရင်ပေါ့ဒီပရိသတ်တွေကျွန်တော်အားပေးနေရကြအောင်ကျွန်တော်ရဲ့စိတ်ထဲမှာပရိသတ်တွေဒီလိုအားပေးနေတာဆိုကျွန်တော်လုပ်ပြလိုက်တာပါကျွန်တော်ရဲ့နောက်မှာပရိသတ်တွေရှိနေလို့ပေါ့အဓိကတော့ကဲဒါဆိုလို့ရှိရင် sorry မှာသွားဆော့မဲ့ပွဲနဲ့ပတ်သက်ပြီးတော့audience တွေကိုပေါ့နော်အားပေးနေတဲ့ညီကောင်မတွေကိုဘာတွေများပြောချင်သေးလဲအားပေးလူတွေအကုန်လုံးကျေးဇူးတင်ပါတယ်ကျွန်တော်လည်းဆော်ဒီကဒီတက်စာပေါင်းများတော့ကျွန်တော်ပို့ကြိုးစားတော့အောင်ဒီပြပါကျွန်တော်တို့ international စိတ်မှာလည်းဆက်လက်အားပေးကြပါအောင်ဆိုယုံကြည်ပါတယ်ကျွန်တော်တို့လည်းအကောင်းဆုံးကြိုးစားပါမှာပါကျွန်တော် international ရောက်သွားခဲ့ရင်လည်းဒီတက်ပို့ပြီးကြိုးစားအောင်ပါပါဒါကြောင့်ကျွန်တော်တို့ဆက်လက်ပြီးအားပေးကြပါအောင်လို့ကျေးဇူးတင်ပါတယ်